ကတ် မင်းသားကငါမင်းကိုအနိုင်မယူသူတယောက်လို့ပြောတာကိုပြင်မယ်ငါမင်းအပေါ်မှာမန်ယူတယောက်ပါလို့ပြောပေး Me looking nine jago, igo bangi ito, literally, kasi jago, fresh jago, mayago. စာကျင်တို့အီနီယောအဖွဲ့ကိုတမင်ဝုန်းပြီးအကောက်ဟက်ခံရတာလို့ပြောလိုက်တယ်လွယ်တော့မလွယ်ဘူးရွှေချောင်တက်ရတာပေါ့မင်းတို့လည်းအပေါ်အကောင်တွေမကျေနပ်ရင်ဝုန်းတာဝုန်းပြီးမှအကောက်ဟက်ခံရတာပါထပ်អော်လိုက်အေးဆေးပဲငါကောင်တို့ ငါသားအတန်းထဲမှာအာဆင်နယ်ဖြစ်အောင်လုပ်မန်ယူတော့မဖြစ်စေနဲ့အတန်းနဲ့အာဆင်နယ်ရရင်နိုင်တစ်လုံးဝယ်ပေးမယ် ကျုပ်ကကျုပ်သားကိုအတန်းနဲ့အာဆင်နယ်မှာကြိုက်တာအာဆင်နယ်ဆိုတာအဆင့်1ကိုပြောတာနော်အောက်ကလူတွေမသိမှာဆိုလို့